ညီကိုတို့အားလုံးမင်္ဂလာပါဘာမှခေတ်ကနေချိုးဆိုပါရစေကျွန်တော်တို့ကိုဆက်ပါခုကတော့2026ခုနှစ်ဇွန်လ12ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကိုလံဘီယာကွင်းလယ်ကစားသမားယာမီတန်ကမ်ပတ်စာကမ္ဘာဖလားပြန်ပွဲကထွက်ခဲ့ရတာကြောင့်အသက်အန္တရာယ်ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ယာမီတန်ကမ်ပတ်စာဆွစ်ဇာလန်ကိုရှုံးခဲ့တဲ့ပွဲတုန်းကပွဲပြီးခံဒီမှာဂိုးရနိုင်တဲ့အပိုင်အခွင့်အရေးရခဲ့တာကိုဂိုးပါပေါ်ထောင်ကန်ခဲ့တာကြောင့်အသက်အန္တရာယ်ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ယာမီတန်ကမ်ပတ်စာအသင်းဖော်ရင်းနဲ့အတူကိုလံဘီယာနိုင်ငံကိုလိုက်မပြန်ပဲအမေရိကန်နိုင်ငံမှာပဲနေခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားကလပ်ရိုဆာရီယိုမှာကစားနေတဲ့ယာမီတန်ကမ်ပတ်စာကိုလံဘီယာကိုမပြန်တော့ပဲအာဂျင်တီးနားကမိခင်ကလပ်စီကိုပဲတန်းသွားဖို့ကြိုးစားနေတယ်လို့အာဂျင်တီးနားခြေစိုက်မီဒီယာတွေကရေးသားခဲ့ကြပါတယ်။1994ခုနှစ်တုန်းကအမေရိကန်နိုင်ငံမှာပဲကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာကိုလံဘီယာနောက်ခံလူအန်ဒရေးစ်အက်စကိုဘာဟာအမေရိကန်နဲ့ပွဲမှာကိုယ့်ကိုယ်သွင်းမိခဲ့တာကြောင့်ကိုလံဘီယာနိုင်ငံကိုပြန်ရောက်ချိန်မှာနိုက်ကလပ်တစ်ခုရှိမှတနက်နဲ့ပြစ်တက်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ဘူးလို့ယာမီတန်ကမ်ပတ်စာကိုလံဘီယာကိုမပြန်ရဲတာလည်းဖြစ်ပါတယ်ခင်ဗျာမန်ယူဟာပြင်သစ်နဲ့အတူခြေစွမ်းပြနေတဲ့ကွင်းလယ်ကစားသမားမာနူကိုနီကိုခေါ်ဖို့ကြိုးပမ်းမှုတွေလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အက်တလန်တာကွင်းလယ်ကစားသမားအီသာဆန်ကိုနောက်ဆုံးစစ်ပြီးချိန်မှာသဘောမတွေ့တာကြောင့်အပြောင်းအရွှေ့ကိုဖျက်သိမ်းလိုက်ပြီးနောက်မှာမန်ယူဟာမာနူကိုနီကိုခေါ်ဖို့ကြိုးပမ်းလာတာပါရိုးမားမှာကစားနေတဲ့မာနူကိုနီအတွက်မန်ယူအနေနဲ့ပြောင်းရွှေ့ရေးယူရိုတန်း90လောက်သုံးပြဖို့ရှိရဲလို့လည်းသတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်မာနူကိုနီကကွင်းလယ်မှာခံစစ်ကိုရောတိုက်စစ်ကိုပါအကောင်းဆုံးပတ်ဖို့ကစားနိုင်တဲ့ခြေစွမ်းမျိုးပြသနေတာကြောင့်လည်းမန်ယူကခေါ်ဖို့ကြိုးပမ်းနေတာပါရိုမာအနေနဲ့လည်းပြောင်းရွှေ့ရေးယူရိုတန်း90လောက်ရရင်မာနူကိုနီကိုရောင်းချဖို့ရှိတယ်လို့အီတလီမီဒီယာတွေကရေးသားခဲ့ပါတယ်မန်ယူအားကစားဒါရိုက်တာဂျာဆင်ဝီကော့ဟာရိုမာတာဝန်ရှိသူတွေနဲ့ကနဦးညှိနှိုင်းမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်ခင်ဗျာအင်္ဂလန်ပြည်သောမတ်တူချေကနော်ဝေအသင်းကိုကန်ကောင်းလို့နိုင်ခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်္ဂလန်ဟာနော်ဝေကိုဦးဆောင်ကိုပေးခဲ့ရပြီးမှဘယ်လင်ဂမ်ရဲ့သွင်းကိုနှကိုပြန်ရပြီးအနိုင်ရခဲ့တာပါပွဲချိန်အတွင်းမှာနော်ဝေဟာကစားကွက်အသာဂိုးပေါက်ကန်သွင်းချက်အသာနဲ့ကစားနိုင်ခဲ့ပေမဲ့ဘယ်လင်ဂမ်ရဲ့သွင်းကိုတွေကြောင့်အင်္ဂလန်ကိုရှုံးခဲ့တာဖြစ်ပါတယ်သောမတ်တူချေကကျွန်တော်တို့ကန်ကောင်းလို့နော်ဝေကိုနိုင်ခဲ့တာဖြစ်ပါတယ်တပွဲလုံးကစားသွားတဲ့ကျွန်တော်အသင်းရဲ့ခြေစွမ်းကလိုအပ်ချက်တွေအများကြီးရှိခဲ့ပါတယ်နိုင်ခဲ့တာမှန်ပေမဲ့ဒီလိုခြေစွမ်းမျိုးဖြစ်ခဲ့တာကြောင့်ကျွန်တော်အားမရခဲ့ပါဘူးအကျိုးဘိုးလူပွဲမှာဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးဖြစ်ဖို့လိုပါလိမ့်မယ်အပူချိန်မြင့်တဲ့ဒဏ်ကိုနှစ်သင်းလုံးခံခဲ့ရပေမဲ့ကျွန်တော်ကစားသမားတွေရဲ့ကစားပုံကလိုအပ်ချက်တွေများခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာအာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီဟာအင်္ဂလန်ကိုဂိုးမသွင်းဖူးသေးတဲ့မက်တန်ကိုအကျိုးဘိုးလူပွဲစဉ်မှာချိုးဖျက်နိုင်ဖို့ကြိုးပမ်းရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်ဆီဟာဆယ်ကျော်သက်ဘဝကလေးကအာဂျင်တီးနားလက်ရွေးစင်ဖြစ်ခဲ့ပေမဲ့အင်္ဂလန်နဲ့တစ်ချိန်မှရင်ဆိုင်ကစားဖူးတာမျိုးမရှိသေးတာကြောင့်ဂိုးမသွင်းဖူးသေးတာဖြစ်ပါတယ်2005ခုနှစ်တုန်းကအင်္ဂလန်ဟာအာဂျင်တီးနားနဲ့ကစားခဲ့ဘူးပေမဲ့ဒီပွဲမှာမက်ဆီဟာပွဲပယ်ခံထားရတာကြောင့်ကစားခွင့်မရခဲ့ပဲအင်္ဂလန်က3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့ပါတယ်မက်ဆီဟာမတူညီတဲ့နိုင်ငံအသင်း16သိန်းကိုဂိုးတွေသွင်းဖူးပေမဲ့အင်္ဂလန်ကိုဂိုးမသွင်းဖူးသေးတဲ့မက်တန်ကိုပိုင်ဆိုင်နေတာပါလက်ရှိကမ္ဘာဖလားပြိုင်ပွဲမှာသွင်းဂိုး8ဂိုးသွင်းထားတဲ့မက်ဆီအနေနဲ့ရွှေဖနက်ဆုရဖို့အတွက်ဂိုးမသွင်းဖူးသေးတဲ့အင်္ဂလန်ကိုဂိုးသွင်းနိုင်အောင်ကြိုးပမ်းရမှာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမှကိကနေပြီးညီကိုတို့အားလုံးတက်ဆူစီပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမှကိရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်သလိုဘာမှကိရဲ့ဗီဒီယိုတွေကိုစုံစမ်းကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ